ဒီနေ့ပြောပြမယ့်ဇာတ်လမ်းကတော့ From ဇာတ်လမ်းတွေ Season 4 အပိုင်း 1 ဖြစ်ပြီး Season 1 ရဲ့အစပိုင်းကတည်းကပရိသတ်တွေကိုအံ့အားသင့်စေမယ့်အဖြစ်အပျက်တွေဆက်တိုက်ဖြစ်ပွားလာခဲ့ပါတယ်။ဒီတစ်ပြင်ဘွားရဲ့စိတ်ပိုင်းဆိုင်ရာပြိုလဲလူနေပါအခြေအနေ Victor ရဲ့ကြောက်စရာကောင်းတဲ့သဘောပေါက်မှုတစ်ခုနဲ့လူတိုင်းမထင်မှတ်ထားတဲ့အဝါရောင်ဝမ်းဆက်တဲ့လူရဲ့လှည့်စားမှုကြီးကဒီအပိုင်းအဓိကမိမောင်းထိုးပြစရာအချက်တွေဖြစ်လာပါတယ်။အပိုင်းအစမှာတော့မြို့ထဲကလူတွေဟာအရင်ရာသီတွေတုန်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေရဲ့အကျိုးဆက်တွေကြားမှာအသက်ရှင်ဖို့ရုန်းကန်နေကြဆဲပဲဖြစ်ပါတယ်။ဒါပေမဲ့သူတို့မသိတဲ့အန်ရတွေဟာအပြင်ကနေလာနေတာမဟုတ်တော့ပဲသူတို့အနားကိုရောက်နေပြီဆိုတာပါပဲ။ဒီနေ့မှာတော့ဆိုဖီယာဆိုတဲ့အမျိုးသမီးတစ်ယောက်မြို့ထဲကိုရောက်လာပါတယ်။ပုံမှန်အားဖြင့်လူတစ်ယောက်ရောက်လာတာဒီမျိုးအတွက်ထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဒါပေမဲ့ဆိုဖီယာရဲ့အပြုအမူတွေမှာတစ်ခုခုမှန်မှန်ကန်တာတွေကိုလူတွေသတိမထားမိကြပါဘူး။သူမဟာမျိုးသားတွေမသိတဲ့အချက်လက်အချို့ကိုသိနေသူတို့ပြောဆိုနေကြတာပါ။တဖြည်းဖြည်းနဲ့ဆိုဖီယာဟာလူတွေကြားကအထင်မြင်လွဲစေမဲ့စကားတွေပြောလာပါတော့တယ်။သူမကြောင့်လူအချို့ကြားယုံကြည်မှုတွေပျက်စီးလာပြီးတန်တရားတွေတိုးလာပါတယ်။အဲဒီအချိန်မှာပဲကြောက်စရာကောင်းတဲ့အမှန်တရားတစ်ခုပေါ်လာခဲ့ပါတယ်။ဆိုဖီယာဆိုတဲ့သူဟာလူတစ်ယောက်မဟုတ်ပဲဝါရောင်ဝမ်းဆက်တဲ့လူရဲ့လူရောင်ဆောင်ထားတဲ့ပုံစံတစ်ခုဖြစ်နေကြတာပါ။သူ့ရဲ့ရည်ရွယ်ချက်ကမျိုးသားတွေအချင်းချင်းမယုံကြည်အောင်လုပ်ဖို့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီမျိုးမှာလူတွေအချင်းချင်းစီးလုံးနေသေးတယ်သူတို့မှအသက်ရှင်နိုင်မှုမျှော်လင့်ချက်ရှိနေသေးလို့ပါဒါကြောင့်အဝါရောင်ဝမ်းဆက်တဲ့လူဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကိုအသုံးချပြီးအတွင်းကနေဖြိုခွဲဖို့ကြိုးစားနေတာဖြစ်ပါတယ်တစ်ဖက်မှာတော့ဘွိုင်းဟာပိုပြီးခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်နေရပါတယ်စီစဉ်တွေကလေးကဘွိုင်းဟာမျိုးသားတွေအတွက်ခေါင်းဆောင်တစ်ယောက်လိုရည်တည်ပေးခဲ့ပေမဲ့အခုချိန်မှာတော့သူကိုယ်တိုင်ပြိုလဲလူနေပါဖြစ်နေပါပြီအကြောင်းရင်းကတော့စမိုင်းလီပြန်ရောက်လာတာကြောင့်ပဲဖြစ်ပါတယ်စမိုင်းလီကိုပြန်မြင်လိုက်ရတဲ့အချိန်ကစပြီးဘွိုင်းဟာစိတ်ထဲမှာကြောက်ရွံ့မှုတွေအတိတ်ကအမှားတွေဆုံးရှုံးမှုတွေအလုံးပြန်ပေါ်လာခဲ့ပါတယ်။ပြင်ပန်းမှာတည်ငြိမ်အောင်စူးစမ်းနေတော့လေအတွင်းစိတ်မှာတော့သူကတဖြည်းဖြည်းပြိုကွဲလာနေပါတယ်။တချို့တော့ခန်းတွေမှာဘွိုင်းဟာအိတ်မပြောတော့သူလိုစိတ်အာရုံတွေမတည်ငြိမ်တော့ပဲဖြစ်နေပါတယ်။သူရဲ့ဆုံးဖြတ်ချက်တွေတော့အရင်လိုမတည်ကြတော့ဘူးလို့မြင်ရပါတယ်။ဒီအပိုင်းကဘွိုင်းဟာစိတ်ပိုင်းဆိုင်ရာတိုက်ပွဲကိုအဓိကပြသထားပြီးနောက်ပိုင်းအပိုင်းတွေမှာသူဘယ်လောက်ထိတောင်းခံနိုင်အောင်လဲဆိုတာမေးခွန်းထုတ်စေခဲ့ပါတယ်။ဒါပေမဲ့ဒီအပိုင်းတွေကစိတ်ဝင်စားစရာအကောင်းဆုံးဇာတ်ကောင်ကတော့ဖစ်တာပါပဲ။ဖစ်တာဟာအမြဲလိုထူးဆန်းတဲ့အရာတွေကိုကြိုသိနေတဲ့သူဖြစ်ပြီးဒီတစ်ခေါက်မှလည်းသူတတိထားမိတဲ့အချက်တစ်ခုရှိလာပါတယ်။လူတစ်တွေရောက်လာတဲ့မျိုးတွေကလူကြီးအရေးအတွက်မှာပုံမှန်မဟုတ်ပဲဆက်နွယ်မှုတစ်ခုရှိနေတယ်ဆိုတာကိုဖစ်တာသဘောပေါက်လာပါတယ်။ဒီကိန်းဂဏန်းတွေဟာတိုက်ဆိုင်မှုမဟုတ်ဘူးလို့သူယုံကြည်နေပါတယ်။အဲ့ဒီအတွက်ဖစ်တာဟာသူ့ဖခင်ကိုအနားမှာပဲထားပြီးကာကွယ်ဖို့ကြိုးစားလာပါတယ်။သူမြင်နေရတဲ့အန္တရာယ်ကိုတခြားသူတွေမမြင်နိုင်သေးပေမဲ့ဖစ်တာကတော့တခုခုကြီးမားတဲ့ဖြစ်ရပ်တစ်ခုဖြစ်လာတော့မယ်ဆိုတာကိုသိနေတယ်လို့ပါပဲ။ပိုင်းအဆုံးရောက်လာချိန်မှာတော့မျိုးရဲကအခြေအနေဟာပိုပြီးတင်းမာလာပါတယ်။ဆိုဖီယာအဖြစ်လူရောင်ဆောင်ထားတဲ့အဝါရောင်ဝမ်းဆက်တဲ့လူရဲ့လှည့်စားမှုတွေကြောင့်လူတွေကြားယုံကြည်မှုပျက်စီးလာတယ်လို့ဘွိုက်ကလည်းစိတ်ပိုင်းဆိုင်ရာအဆုံးစွန်ဖိအားကိုခံစားနေရပါတယ်။ဖစ်တာကတော့သူတည်ထားတဲ့အမှန်တရားတစ်ခုကိုဖော်ထုတ်ဖို့မြည်ဆက်လာနေပါပြီ။ဒီအပိုင်းက Season 4 အတွက်အခြေခံအုတ်မြစ်ချထားတဲ့အပိုင်းတစ်ခုဖြစ်ပြီးအနာဂတ်မှာဖြစ်လာမယ့်ပိုကြီးမားတဲ့အန္တရာယ်တွေကိုကြိုတင်အရေးမှုပြထားတာပါ။အထူးသဖြင့်အဝါရောင်ဝမ်းဆက်တဲ့လူဟာလူသားအသွင်ယူနိုင်တယ်ဆိုတဲ့အချက်ကမျိုးသားတွေအတွက်အလွန်အန္တရာယ်များတဲ့သတင်းစကားတစ်ခုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အခုချိန်ကစပြီးသူတို့ဘသူကိုယုံကြည်ရမလဲဆိုတာတော့မသိကြတော့ပါဘူး။ဒါဆိုရင်ဖစ်တာတတိထားတဲ့လိုအပ်ချက်ကဘာဖြစ်မလဲ။ဘွိုက်ကဒီဖိအားတွေကိုကြိုဖြတ်နိုင်ပါမလား။အဝါရောင်ဝမ်းဆက်တဲ့လူရဲ့နောက်ထပ်အစီအစဉ်ကရောဘာဖြစ်မလဲ။ဒါတွေကိုနောက်ပိုင်းတွေမှာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။